တဲ့ကောင်းစားနေပါလားဟမ်ခိုးလေပဲအမီးပေါင်းစုံလားဟမ်ဟုတ်လိုက်တာဒီဘဲမှာလက်တွေကပါဟာဟိုမဟုတ်ဘူးလေမာလာမဟုတ်ဘူးဟိုကောင်ကထူးစောအေးထူးစောခွင်တဲ့လာလို့အမီးရောအရက်တွေရောဒီမှာအစုံပဲဟာဟုတ်လားအခုတောက်စီကျင်လို့လေအခုလာခါပါလားဟုတ်လာခါပါဟုတ်တယ်လေဟုတ်လာခါတော့မင်းကကျစောက်ကြည့်ရုပ်လိုက်တာဟမ်ရမင်းကငေါ့ခါသွားတဲ့ပလင်းကိုမင်းမျိုးစို့တယ်ဟမ်မတာတော့တာမျိုးစို့မဟုတ်ပါဘူးကျွန်တော်ညချနေတဲ့များလို့အခုရင်းကြိုက်နည်းနည်းလေးပါကွယ်ဒီမှာကျွန်တော်အခုတည်းဥပ္ပေရာဟိုကလည်းတော်စောက်ကြည့်မကောင်းမလို့နဲ့တော့ရောက်မင်းကငေါ့ခါထားတဲ့ပလင်းကိုကျမင်းကပျော်သေးမျိုးစို့တာဟုတ်လားအဲ့တော့မသိမပေးဘူးနည်းနည်းလေးပါကွယ်လေဒါရောခဏချပါလေရောက်ခဏနေဦးအရေးချိုးမှာနေဦးမီးလဲဆုံးခဏလေးနေဦးအရေးချိုးမှာရောက်အရေးချိုးကြီးမှာတော့နော်ရေချိုးမှာခဏလေးနေဦးနော်ရောက်မင်းကတိကျပြောနော်ခဏနေဦးချတာငါတော့ခဏလေးနေဦးအရေးချိုးမှာနော်ရောက်ခဏဆောင်နော်အေးခေါ်လေနော်အေးမလာဘူးဟိုတော့တာနဲ့ဒီလိုချတယ်ကျောင်းလာပါလေချမ်းသာပါဘူးအညီကြီးဝါဟာမသားလင်းချင်းစုဟမ်လောက်တော့မြူလားဆိုတာမသိဟာလားနောက်တော့မိညာဟာလားဟုတ်ဒီရမို့ရှေးစဉ်းစားနေရပေါင်းရှိစလားရာဂရစဉ်းကတ်တီးမူးလဲဆိုတော့မင်းတို့ကောင်မျိုးပြောတာသလားမင်းမအစ်စ်ကတ်တီးမူးလဲဆိုတာဟိုအခုရင်တခါတည်းလာပြီးဒါလေးသောက်တော့အဲ့မှာအခုကျွန်တော်ဥပ္ပေကားရယ်ဟိုကျော်ကြီးရောက်ဥပ္ပေတော့နည်းနည်းပဲဆိုတော့တော့ဥပ္ပေကားကျွန်တော်အခုဥပ္ပေတော့အဲ့တော့ရွေးဆောင်ငါပလင်းတော့ဘယ်လောက်ကုန်ပါလဲပြောက်ပလင်းတော့ညာခုံအောင်မှာဟိုရဆူဟမ်ပြောက်ရွှေမှုပြောက်ရက်ဒီရောပြောက်ပလင်းနဲ့ရက်ဒီဟိုမဒီရက်ဖယ်ရတယ်ဘယ်မှာဖယ်လာလဲခွက်ထဲမှာခွက်ထဲမှာဖယ်လာတစ်ခွက်တည်းလေပလင်းနဲ့ရက်ဒီကိုမင်းကမေးနေတာဘယ်မှာလဲလို့အဲ့ဒါဒီမောက်ဘယ်မောက်မသိဘူးအဲ့ဘာဘယ်မောက်ပါလဲပြောက်မသားမင်းအကုန်မျိုးလိုက်ပြီလားဟုတ်လေဟိုအကုန်မျိုးမို့ကျွန်တော်ခေါင်းကိုက်မပြေသေးဘူးခေါင်းကိုက်မပြေသေးလို့တော့နည်းနည်းလေးတော့တော့နည်းနည်းလေးတော့လိုက်တာဟုတ်ငါပလင်းလုံးလုံးကုန်ပါဟိုကဒီမှာအမီးကျွန်တော်ချမ်းပဲအခုကျွန်တော်ရက်ကလေးပဲသောက်တော့အခုကျွန်တော်အမီးဘာမှတော့မသောက်ရက်ကလေးပဲသောက်ရက်ကလေးပဲအမီးဘာမှမသောက်အမီးအခုသောက်တော့ကျွန်တော်ဟိုသောက်တော့ဟိုတော့ဟာတော့နှလုံးသားမရှိရကောင်မဲကွာတစက်မှန်တော့မကြံတော့နောက်ပြီးတော့ရပလင်းအကုန်မျိုးလိုက်တယ်ညာနည်းနည်းပဲတုံတောက်ဖို့တောင်းစားရဲ့ရန်ထိုးစောဒါနမြောက်တောက်ပြီးတယ်ထိုးစောဒါနမြောက်စောက်တောင်းစားငါ့ကိုပြီးတဲ့အရက်လေငါ့ကိုတိုက်တာလေမင်းကိုတိုက်တာမှမဟုတ်တာအခုမတရားပြောနေတော့အခုကျကျွန်တော်ရက်ကလေးပဲသောက်တာကျွန်တော်မီးမသောက်ဘူးဟမ်အခုလည်းအမီးအများကြီးကျန်သေးဟုတ်လားအခုလားအမီးအများကြီးကျန်သေးအဲ့အမီးအများကြီးကိုလုံးဝမဖယ်တာထိုးထည့်လိုက်ကွာစောက်တောင်းစားရဲ့